Behaga po min metale. Alula, tilala. Nemi satoma, akube jishulaiba. ရှေးအခါကမိထီလာပြီးမှနေမိမင်းဆိုတဲ့ဘုရင်တစ်ပါးအုပ်ချုပ်တယ်။သူဟာတရားမျှတာပြီးအလွန်လဲရက်ရောလဲမင်းတစ်ပါးပါ။မြို့တစ်ခါတိုင်းမှာအလူမန္တကျူစီဆောက်ပြီးစင်ရဲသားယဟန်တန်ကခရီးသွားတွေကိုအလူအတန်းနေနေစဉ်မပြတ်လှုပ်ပေးနေတယ်။ဒါပေမဲ့ဒီနေ့မှာတော့သူ့စိတ်ထဲမှာတွေးဟာဖြစ်စရာမိခွန်းတစ်ခုပေါ်လာတယ်။အလူပေးတာရဲ့ဒီလားဆောင်တာရဲ့ဘယ်ဟာကပိုပြီးအကျိုးကြီးတယ်လဲ။ဒီအကြောင်းကိုတာဝန်တီတာနတ်ပြည်ကသိချမင်းသိသွားတယ်။သူ့မှာထိုင်လို့မကောင်းအောင်ဖြစ်လာလို့ပေါ့။ဒါနဲ့သိချမင်းကလူပြည်ကိုဆင်လာပြီးနေမိမင်းကိုလာတွေ့တယ်။မင်းကြီးအလူကကောင်းကျိုးပေးတယ်။နတ်ပြည်ရောက်တယ်။တေချာမင်းကရှင်းရှင်းလင်းလင်းရှင်းပြတယ်။ဒါပေမဲ့တကယ်လွန်မြောက်ရာလမ်းကတောထွက်ပြီးယဟန်ပြူတာကာမဂုဏ်တွေကိုဆွန့်လွတ်တာပဲ။ဒါမှအမှန်တကယ်မြင့်မြတ်တဲ့အကျိုးကိုရမှာလာခဲ့မင်းကိုနတ်ပြည်နဲ့ညီရဲပြီးလိုက်ပြမယ်လို့ပြောပြီးကိုရောင်ဖြောက်ကပြန်သွားလေတော့တယ်။မင်းကြီးသည်အဖြေကိုရေရေရာရာမရရှိသဖြင့်တပ်ပင်များခြာနေလေသည်မနှက်ဖြန်မာတာလီနတ်သားကယထာကြီးနဲ့လာကြဖို့အစီအစဉ်ပေးခဲ့တယ်မနှက်မိုးတောက်တော့မာတာလီကအာဇာနီမြင်းတစ်ထောင်ကဆွဲနေယထာကြီးနဲ့နန်းတော်ရင်ပြင်ကိုရောက်လာတယ်နေမိမင်းကယထာဘော်တတနဲ့ မင်းကြီးသည်ပြည်သူများကိုနှုတ်ဆက်ပြီးလင် ဒီရဲကိုအရင်သွားမယ်လို့မာတာလီကိုပြောလိုက်တယ်သူကကိုယ်တိုင်မြင်မှလူတွေကိုတွန်းတင်ရပိုထီရောက်မယ်လို့ယူဆတာကိုယထာကကောင်းကင်ယံမှာပြန်တဲ့ဒီရဲတစ်ခုပြီးတစ်ခုပြတယ်မြင်ရတဲ့မြင်ကွင်းတွေကစိုးလွန်းလာတယ်ဝေဒရာနီမြင့်ငရဲမှာလှန်စွတ်တွေနဲ့ပြည့်နေတဲ့မြစ်ထဲမှာလူတွေအော်ဟင်းကိုကျွေးရင်မျောနေတယ်ဒီရဲထိန်းတွေကတန်တချင်းတွေနဲ့ထိုးဆွဲပြီးရင်းပါနေတယ်သူ့အိမ်ညာပြင်မာသူစက်တဝါတွေကိုရဲရဲဆက်ဆက်တက်တဲ့သူတွေလာခံရတာလို့မာတာလီကရှင်းပြတယ် ပြာဘူးငရဲမှာတော့မီးလျံမရှိပဲပြာတွေချိတယ်ဒါပေမဲ့မီးထက်အစားပေါင်းများစွာပူတယ်အဲ့ဒီထဲမှာလူတွေတဝုံဝုံနဲ့လောင်ကျွမ်းတယ်ကိုတူမလို့သူများလောက်တာကိုလည်းတားတယ်သူလက်ထိုက်သူကိုမပေးပဲလောဘနဲ့ကွယ်ဝတ်ထားသူတွေလာရတယ်လို့ဆိုတယ်တန်ရွက်တော်ငရဲမှာဓားသွားလို့ထက်တယ်တန်ရွက်တီးနဲ့ပြည်နေတဲ့တော်ထဲမှာတွားရင်းလာရင်ကိုလက်တွေအစိတ်စိတ်အမျှော်အများပြတ်တောက်နေရတယ်တရားမျှတမှုမရှိပဲလက်စားပြီးအမှုစီရင်နဲ့မင်းဆိုတရားသူကြီးဆိုတွေခံရတာလို့မာတလီကဆိုတယ်မြင်သမျှအာကုတော်ကန်းနေနဲ့သူတို့ရဲ့ကြောက်မက်ဖွယ်အကျိုးပေးတွေကိုနေမိမင်းတန်ဝေးကတရားအလွန်ရသွားတယ်ငရေပုံတွေလေပြီးတော့ယထာကအပေါ်တောက်တဲ့သားကိုတက်သွားတယ်အဲ့ဒီမှာနန္ဒာအိုရင်စိတ်တလာတာအိုရင်တွေရဲ့အလားတရားစူတမ်းမာစရမှာစူဝေးနေကြတယ်နတ်သားနတ်သမီးတွေရဲ့တာယာမှုကိုဖူးတွေ့ရတယ်ဒီမှာပဲနေပါလားမင်းကြီးနတ်စည်းစိမ်ကိုခံစားပါအောင်လို့ဖိတ်ခေါ်တယ်ဒါပေမဲ့နေမိမင်းရဲ့အဖြေကပြတ်သားတယ်တကြားမင်းဒီစည်းစိမ်ကကုသိုလ်ကံကုန်ရင်ပျက်စီးသွားမယ့်အရာပါကျွန်တော်လိုချင်ကကိုယ်တိုင်ကြင်ကြံပြီးရတယ်တကယ်လွတ်မြောက်မှုပါဒါကြောင့်ကျွန်တော်လူဖြီကိုပဲပြန်ခဲ့ပါမယ်တကြားမင်းလည်းနေမိမင်းရဲ့စိတ်ဓာတ်ကိုအံ့ဩလေးစားပါပြီး9ရက်လောက်အဲဝတ်ပြူပြီးတဲ့နောက်လူဖြီကိုပြန်ဖို့စီစဉ်ပြီးလေနတ်ရထားကြီးကနန်းတော်ရင်ပြင်မှပြန်ဆင်းချက်လာတော့တပြည်လုံးကလူတွေဝိုင်းအောင်ပြီးဆောင်ကြနေကြတယ်နေမိမင်းကယထာဘော်ကနေချက်ချင်းပဲတရားစာဟောတယ်သူကိုတွေ့ငရဲပုံတွေရဲ့ဆင်းရဲဒုက္ခနဲ့နတ်ပြည်ရဲ့စီးစိမ်တွေကိုနှိုင်းရှင်ပြီးဒီလိုပြောတယ်အားလုံးနားထောင်ကြငါကိုယ်တိုင်မြင်ခဲ့ရတယ်
မကောင်းမှုရဲ့အကျိုးကဒီလောက်ကြီးတယ်ကောင်းမှုရဲ့အကျိုးကလည်းခဏပဲမမြဲဘူးဒါကြောင့်ကောင်းမှုလုပ်ရင်တီလဆောင်ရင်နဲ့စစ်မှန်တဲ့လွတ်မြောက်ရာကိုရှာကြပါရက်အနည်းကြောင်လာတော့နေမီမင်းဟာသူပြောခဲ့တဲ့အတိုင်းတကယ်ပဲလုပ်ပြတယ်သူ့ရဲ့မင်းမြောက်တန်စားတွေထီနန်စည်းစိမ်တွေကိုအားလုံးစွန့်လွတ်ခဲ့တယ်စပင်းတွေကိုကိုယ်တိုင်ဖြတ်ရတဲ့ကိုဝတ်ပြီးဟိမဝန္တာတောနဲ့ကြီးတဲ့ကိုတကိုယ်တည်းထွက်သွားခဲ့တယ်အဲ့ဒီမှာတနေ့ထက်တနေ့သီလာတမာရီပညာအားထုတ်ရင်းဘဝရဲ့အမြင့်မြတ်ဆုံးငြိမ်းချမ်းခြင်းကိုရှာဖွေခဲ့တယ်သူကွယ်လွန်တဲ့အခါမှာတော့လူဘုံနတ်ဘုံတွေထက်တောင်ပုံမြင့်မြတ်တဲ့ဗျမဘုံကိုလာရောက်ခဲ့ပါတယ်ဒီဇလန်းလေးကဘာကိုပြောတာလဲကောင်းတာလုပ်ရင်ကောင်းကျိုးပေးတယ်မကောင်းတာလုပ်ရင်ဆိုးကျိုးပဲပြန်ရတယ်နတ်ပြူစည်းစိမ်တောင်မှမမြဲဘူးတကယ်ချမ်းသာကကလေးသားတွေကိုပယ်ပြီးစိတ်ငြိမ်ချမ်းသာပဲ ကဲပရိသတ်တို့ရေဒီဇက်တော်ကတော့ဒါနာတီလာဘာဝနာရဲ့အကျိုးတရားနဲ့နိဗ္ဗာန်စီကိုဥတည်တဲ့စစ်မှန်တဲ့လမ်းကိုညွှန်ပြတဲ့နေမိဇက်တော်ပဲဖြစ်ပါတယ်စည်းစိမ်ဥစ္စာကိုဆွန့်လွတ်ပြီးအမှန်တရားကိုရှာတာဟာအမြင်မျက်စုံပဲဆိုတာဒီဇက်လန်လေးကတက်တည်ပါပဲဒီလိုမျိုးဇက်တော်ကောင်းတဲ့စက်တင်ဆက်နေဖို့ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ဖို့ခေါင်းလောင်းလေးကိုနှိပ်ဖို့လည်းမမေ့နဲ့နော်နောက်ထပ်ဇက်လန်ကောင်းတွေမှာပြန်ဆောင်ကြတာပေါ့အားလုံးကိုကျေးဇူးတင်ပါတယ်